ချိန်တန်ရင်အိမ်ပြန်ရမယ်ဆိုတဲ့စကားတစ်ခုရှိရနော်ကိုလည်းတရားနာပြီးရင်ပဲပြန်ပါအိမ်ပြန်ပါဘုန်းကြီးကလည်းပဲပြန်သူလည်းသူကြောင်းသူပြန်မှာသူအိမ်လို့ထင်တဲ့ကြောင်းပြန်မှာပဲလေဟုတ်လားတန်တရားနဲ့ချီပြီးတော့ဦးဇင်းတို့တွေကအချိန်တန်ရင်ငါပြန်မဲ့အိမ်ဟာဘလို့အိမ်လဲဆိုတာကိုစဉ်းစားမိဖို့လိုတယ်အခုလူဘဝဆိုတာကတော့ဒါအလေပတ်ခဏလာတဲ့သဘောပဲဟုတ်လားအချိန်တန်ရင်ကိုပြန်မဲ့အိမ်ဟာဘလို့အိမ်လဲဆိုတာကိုယ့်ပေါ်မှာပဲမူတည်တာကိုကမိမိရောပေါ့ပေါ့ဆဆနေမယ်ဆိုရင်တော့ကိုပြန်မဲ့အိမ်ဟာအပေပုံပဲမမေ့တဲ့လူတော့မပါဘူးနော်မေ့တဲ့လူပဲသူကပြောတာကွက်ပြီးတော့ပြောတာကွက်တယ်လို့သာပြောရတာပါအကုန်လုံးလူကမေ့တာဆိုတော့မမေ့တဲ့လူပဲကွက်တယ်လို့ပြောရမယ်မေ့တဲ့လူတော့ကွက်တယ်လို့ပြောလို့မရနိုင်ဘူးထင်ဟုတ်လားဒါတော့ဖြစ်တတ်တော်တွေဟာမိမိရောပဲနေကြတာမိမိရောနေခြင်းဒီအပေပုံကိုအမြဲတည်းအိမ်ဖြစ်စေတယ်ဆိုတာအလွန်မှအဲ့ဒီစကားကလည်းမှန်ကန်တဲ့စကားပဲမိမိရောပေါ့ပေါ့ဆဆပမာဒလွှမ်းမိုးပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တို့အတွက်အပေလေးပုံဒီအမြဲနေရအိမ်နဲ့တူတယ်တဲ့။အောင်းတော့ပိတဲ့တို့စဉ်းစားတတိမရှိဘဲနဲ့ကိုယ်ခန္ဓာမှာဘာဖြစ်နေလဲဆိုတာကိုမသိဘဲနဲ့အတွေ့အကြုံတွေရဲ့ပုံမှာဘာတတိမှမထားဘဲနဲ့နော်အမှန်ကန်သိပြီးတော့မနေဘဲနဲ့ဖြစ်တယ်လို့ပြစ်စလက်ခတ်နေလိုက်ခြင်းဒီအဲ့ဒီဖြစ်ပေါ်နေတဲ့အတွေ့အကြုံတွေကိုအမှန်သိအောင်လုပ်ရမရဘူး။တတိမရှိတဲ့တွေ့ရအဲ့ဒီအတွေ့အကြုံတွေကိုဦးဇင်းတို့ကအမှန်ကန်မသိမြင်လဲရတယ်မြင်ခြင်းရဲ့အမှန်တရားကိုမသိဘူးကြားတယ်ကြားခြင်းရဲ့အမှန်တရားကိုမသိဘူးမြင်တာမြင်တယ်မြင်တာဟာဘာလဲလို့မသိဘူးကြားတော့ကြားတယ်ကြားတာဟာဘာလဲလို့မသိဘူးဟာဦးဇင်းရဲ့သိပါတယ်မြင်တာနဲ့ဘယ်သူ့ကိုမြင်တာတပည့်တော့ကိုယ့်ရင်ကလူမြင်တယ်ဒဇိန်ကိုမြင်တယ်သူပြောတာသိတာပေါ့တပည့်ကိုကောင်းတာပြောတာမကောင်းတာပြောတာဟာအဲ့ဒီလောက်အသိကိုပြောတာမဟုတ်မြင်မှုရဲ့သဘာဝတတ်တတ်ဖြစ်နေတဲ့သဘောပုဂ္ဂိုလ်တ attva မဟုတ်တဲ့သဘောမြင်မှုရဲ့မတည်မြဲတဲ့သဘောပျောက်ကွယ်လိုက်နေတဲ့သဘောဒါတွေကိုသိတာကိုဒါနဲ့အသိလို့ပြောတာနော်ကြားတယ်ဆိုရင်လည်းပဲဘာပြောတာညာပြောတာအဓိပ္ပာယ်ကိုသိတာတော့ကိုကြားခြင်းကိုသိတယ်လို့ဆိုလိုတာမဟုတ်ကြားခြင်းရဲ့ပြောရရင်မတည်မြဲတဲ့သဘာဝကိုသိမှကြားခြင်းသဘောကိုအမှန်သိတယ်လို့ပြောရမှာဟုတ်တယ်မဟုတ်လားအဲ့တော့ဦးဇင်းတို့ကတတိမရှိတဲ့အတွက်ကြောင့်ဒီအတွေ့အကြုံတွေကိုတွေ့တော့တွေ့ရတယ်ကြုံတော့ကြုံရတယ်သူတို့ကဘာတွေလဲလို့ဦးဇင်းတို့မသိဘူးသူတို့ဖြစ်နေတာကတစ်မျိုးကိုကထင်နေတာကတစ်မျိုးအဲ့ဒါကိုဘာလို့ခေါ်မလို့မောဟဆိုတာအဲ့ဒါပဲတဘာဝတရားဖြစ်နေတာတစ်မျိုးကိုယ့်ကိုထင်ညာလျှောက်ထင်နေတာဟုတ်လားအဲ့ဒီမောဟဖြစ်နေပြီဆိုတာနဲ့အိဋ္ဌာယုံလို့ဆိုတဲ့လူချင်းစရာမမောစရာကောင်းတဲ့အာယုန်နေနဲ့တွေ့ပြီဆိုတာနဲ့အဲ့ဒီလူကဖြစ်ပြီတော့ယာကသို့မဟုတ်လောဘဖြစ်ပြီနော်ရခြင်းလေအနိဋ္ဌာယုံနော်စိတ်ညစ်စရာစိတ်ပြည့်စရာမကောင်းတဲ့အာယုန်နဲ့တွေ့ပြီဆိုတာနဲ့ဘာဖြစ်ပြီတော့ဒေါသဖြစ်ပြီလောဘနဲ့ဒေါသကတော့ယံဖန်ယံခါသူကတော့အကြောင်းအားလျော်စွာပါအိဋ္ဌာယုံအနိဋ္ဌာယုံနဲ့တွေ့တဲ့အချိန်ဖြစ်မှာပေါ့နော်မောဟကတော့တတိမရှိတဲ့အချိန်တိုင်းမှာဖြစ်နေတယ်ဟောပမာဒလွှမ်းမိုးပြီးတော့တတိမရှိဘဲနဲ့နေသမျှလောဘဒေါသမောဟတို့ဟာစိတ်ကိုအမြဲတမ်းမဖြစ်နေတော့ဝင်ရောက်ပြီးတော့နှိမ့်ဆက်နေတယ်အဲ့လို့ဆိုရင်ဒီလောဘဒေါသမောဟဆိုတဲ့မျိုးစေ့ကဘလို့အပင်မျိုးကိုပေါက်စေမလဲအပေပုံဆိုတဲ့အပင်ကိုပဲပေါက်စေမှာနော်ငယ်ငယ်လေးကစလောဘဒေါသမောဟတို့ရဲ့အနာဂတ်အကျိုးဆက်ကိုခွဲတန်းတဲ့တကွာတရားဓမ္မတို့ကောင်းထဲမှာမှတ်ထားပြီးသားလောဘနဲ့သိဖြိတာဖြီးတဲ့ကလေးတွေကစားရှာတယ်နော်ဒေါသနဲ့သိမရဲဖြီးမောဟနဲ့သိအိဆံဖြီးဒါလည်းအလွန်သဘာဝကျတယ်ပဲဆိုကြပါစို့လောဘဆိုတာဘယ်လိုသဘောရှိတော့လောဘဆိုတာဆာလောင်မှုတ်သိတဲ့သဘောရှိတယ်အာယုံကိုဆာတာဟုတ်တယ်မဟုတ်လားစိတ်ဓာတ်ကဘယ်လိုဘဝမျိုးလို့ကြားဖို့တော့သူလည်းစားနေတဲ့ဘဝငတ်နေတဲ့ဘဝပဲလေစားနေတဲ့သဘာဝတရားတစ်ခုကစားနေတဲ့ဘဝတစ်ခုကိုဖန်တီးတယ်ဆိုတာဆန်းတယ်လို့ဆိုနိုင်မလားအရန်သဘာဝကြားဟုတ်တယ်မဟုတ်လားဆက်ပြီးတော့စဉ်းစားဒေါသဆိုတာအလွန်ပူလောင်တဲ့သဘောရှိတယ်စိတ်ထဲမှာရွှွ့မြိုက်လာတဲ့မျက်နှာထိလာပြီးတော့ပြတ်သွားတယ်ဟောအလွန်ပူလောင်တဲ့သဘောတည်းအပူလောင်ဆုံးသောဘဝငရဲဘဝကိုဖန်တီးတယ်အကြောင်းကျိုးသဘောလေးတွေကိုသဘာဝဆိုင်အောင်မြင်ရမယ်ဘာမှမသိတဲ့မောဟသည်ဘာမှမသိတဲ့အိဋ္ဌံဘဝကိုဖန်တီးတယ်ဘဝဆိုတာစိတ်ကဖန်တီးတာပဲစိတ်ကအည်သွေးနေရင်အည်သွေးနေတဲ့ဘဝကိုဖြစ်စေမှာပဲစိတ်ကအည်သွေးမြင့်ရင်အည်သွေးမြင့်တဲ့ဘဝကိုဖြစ်စေမှာအဲ့တော့ပမာဒတရားနဲ့နေမယ်ဆိုရင်အည်သွေးနေတဲ့စိတ်တွေကြီးဖြစ်နေမယ်အဲ့ဒါလို့ဆိုရင်အည်သွေးနေတဲ့အပေပုံကိုပဲပွားရလိမ့်မယ်ဒါကြောင့်မိမိရောနေတဲ့လူတွေအတွက်အပေပုံဟာအမြဲနေရအိမ်ဆိုတဲ့စကားဒီလွန်တယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူး